အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ချင်းမိုင်မှာပေါ့နော်မြန်မာအစားတောက်တွေဘလို့စမ်းထပ်နေလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကချင်းမိုင်ကိုလွန်ခဲ့တဲ့6လလောက်ကပေါ့နော်အလဲသွားခဲ့တယ်ဒီလဲသွားတဲ့အချိန်မှာဒီမြန်မာဆိုင်တွေပေါ့နော်တကူတကလိုက်ပြီးတော့ရှာဖွေပြီးတော့မီးဆန်ခဲ့တယ်ပေါ့နော်ဒီတုန်းကပေါ့နော်မြန်မာဆိုင်အကုန်လုံးတော့မသွားနိုင်ဘူး3ရက်တည်းဆိုတော့3ရက်တင်မှာမြန်မာဆိုင်9ဆိုင်သွားခဲ့တယ်ဒီဗီဒီယိုမှာဒီမြန်မာဆိုင်9ဆိုင်ရဲ့အကြောင်းကို review ပေးသွားမှာဖြစ်ပါတယ်။ဒါရဲ့နောက်ဆုံးမှာဗီဒီယိုနောက်ဆုံးမှာဘယ်ဆိုင်ရအကောင်းဆုံးလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆိုင်ကတော့ non social ဆိုင်ကိုတူဘူးနွေးစားခြင်းလို့တကူးတကကိုလို့45မိနစ်လောက်လမ်းလျှောက်ပြီးတော့အိုးတောင်းကနေ45မိနစ်လောက်လမ်းလျှောက်ပြီးတော့သွားတာပေါ့နော်။ဒါပေမဲ့ဟိုလဲရောက်လဲရတဲ့ခါကျတော့တူဘူးနွေးကမရတော့တည့်ရတယ်မတူဘူးနွေးရတယ်အဲ့လိုမျိုးစက်နိုင်တော့ရင်မြန်မာပြည်မှာမဟုတ်တော့ဘူးချင်းမိုင်မှာမရတော့အဲ့တော့ဒီဆိုင်မှာလည်းအိဆန်နိုင်ကျော်ရဲ့ခါကျတော့တူဘူးတွေကမရတော့ဘာရသေးလဲဆိုတော့အကျော်စုံနဲ့ကောင်းချင်းပေါင်းပဲရှိတော့တယ်လက်ဖိရတော့မရတော့အဲ့တော့အဲ့ဆိုင်မှာအကျော်စုံနဲ့ကောင်းချင်းပေါင်းပဲစားခဲ့တယ်သူကဘတ်တရားပေးရတယ်ပေါ့နော်အကျော်စုံနဲ့ကောင်းချင်းပေါင်းတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့ဒီဆိုင်ရဲ့ overall အနေနဲ့ပေါ့နော်ကျွန်တော် rating ပေးရမယ်ဆိုတော့7 out of 10ဆိုင်ကကြတော့ Ochatiသူကအိုးတောင်းနဲ့တော်တော်လေးနီးတယ်10မိနစ်လောက်လမ်းရှောင်ရင်ရောက်တယ်ပေါ့နော်ဟိုအုံးနှုတ်ခေါက်ဆက်စားချင်တော့တွားတာအဲ့လိုပဲဒီဆိုင်မှာလည်းအုံတို့ခေါ်ဆွဲမရဘူးတဲ့ကျွန်တော်ရောက်တဲ့ခါကျတော့ပေါ့နော်ဆိုင်လုံးကပေါ့နော်ကိုယူစားချင်နိုင်မစားလိုက်ရခါကျတော့ကိုထရမာတွေပဲရခဲ့ရတာပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာတခြားရွေးချက်စရာတွေရှိတယ်အဲ့ဒီကမှကျွန်တော်ကအရွက်စုံတုပ်ရဲ့မင်းနဲ့ဟင်းနဲ့ကိုရွေးလိုက်တယ်အရွက်စုံတုပ်ကတော်ကောင်းတယ်ဒီဆိုင်ကိုအရွက်စုံတုပ်စားဖို့တော့ကိုသွားတင်တယ်အရွက်စုံတုပ်ကဘတ်80ပေးရတယ်ဟာအရတာအခုဒီပြောနေနေအောင်တေးရပြန်ကြလာရေပေါ့နော်ဆိုတော့တော်ကောင်းတယ်ရဆောင်တုတ်ကြီးပဲ rating ပေးရမယ်ဆိုရင်တော့100 out of 10ဟိုစိုင်းပြင်းစင်ဝန်ဆောင်မှုတခြားသောစားတောက်တွေရဆိုရင်တော့8 out of 10တော့ပေးလို့ရတယ်ဆိုင်တော်လေးတက်ရတဲ့ရှင်လည်းရှိရဲ့တတိယမြောက်ဆိုင်ကကြတော့အိုးတောင်းထဲမှာရှိရအိုးတောင်းထဲမှာဆိုင်နဲ့ဆိုင်ရှိရဲ့အဲ့ထဲမှာကျွန်တော်ဘာမှ icon ဆိုတဲ့ဆိုင်လေးကိုတွားဖြစ်ခဲ့တယ်ပေါ့နော်တခြားဆိုင်တော့မရောက်လဲရဘူးပဲဆိုတော့အချိန်လည်းမရှိရတဲ့ကြောင့်လို့ပေါ့နော်ဒီမှာကျွန်တော်ကဖတ်တမင်းရဲ့မိုဟင်္ဂါရဲ့စားခဲ့တယ်ဒီမှာကျတော့ကိုစားချင်တာစားရတယ်ပြီးတော့ဒီဆိုင်မှာဆိုရင်ဒီစားဈေးကအရင်လည်းတတ်တာမဟုတ်ဘူးအရင်များလည်းမဟုတ်ပေါ့နော်ယူနီချန်ကလည်းအလကားရတယ်ပြီးတော့ဒီဖက်တမင်းကလည်းတော်တော်လေးအဆင်ပြေတော်တော်လေးကောင်းတယ်မွေးငါကလည်းတော်တော်လေးကောင်းတယ်အဲ့တော့ဒီဆိုင်မှာဆိုရင်ကျွန်တော်အကုန်လုံးကိုပေါ်ကြတယ်ပြီးတော့ဆိုင်ကလူလဲရှင်းတယ်လူလည်းအရင်မများဘူးပေါ့နော်ဒီဆိုင်ကို overall အနေနဲ့ဒီ rating ပေးရမယ်ဆိုရင်တော့ 8.5 out of 10နောက်တစ်ဆိုင်ကကြတော့သူကမာယာမောနာမှာရှိတာသူကဆိုင်အိမ်မာမောကနေပြီးတော့10မိနစ်လောက်လမ်းလျှောက်ကမယ်လမ်းလေးတွေကိုတော့နည်းနည်းဝင်ရတယ်ပေါ့နော်နေရာတော့အရင်တော့မကျဲဘူးဒါပေမဲ့ဟိုချစ်စရာလေးပေါ့နော်ပြီးဒီဆိုင်လေးကလေမန္တလေးဆိုင်ဖြစ်ဖို့များတယ်ဆိုတော့မန္တလေးစားတော့တွေပဲရောင်းတာပေါ့နော်မန္တလေးစားတော့တော်တော်များများကိုတွေ့ရတယ်ဒီဆိုင်ကိုကျွန်တော်က dry suit တောင်းတက်ပြီးတော့အစင်းမှာပေါ့နော်သွားစားခဲ့တာဒီဆိုင်မှာဆိုရင်နန်းလက်ရဲ့ထပ်တရာရေးစားခဲ့တာထပ်တရာအဲ့လောက်ကြီးတော့မဟုတ်ပေါ့နော်။ဘာမှမဟုတ် frozen platter ကိုပဲပြုတ်နေစားတဲ့တပုံမျိုးပဲပေါ့နော်။ဒါပေမဲ့နန်းလက်ကတော့အဆင်ပြေ။ဝါ။ဆိုင်လေးတက်ရဲ့နဲ့ပေါ့နော်တက်ရှင်းနဲ့စားတော့တွေကလည်းအဆင်ပြေ။ဒီဆိုင်ကိုဒီ overall အနေနဲ့ rating ပေးရမယ်ဆိုရင်တော့7.5 out of 10နောက်တစ်ဆိုင်ဒီဆိုင်ကတော့ဒီချင်းမရောက်ရင်မြန်မာမှန်ရင်ပေါ့နော်မြန်မာမှန်ပြီးချင်းမရောက်မယ်ဆိုရင်တော့ကိုတော့တဲ့နေရာဒီဆိုင်မှာရတဲ့အစားတောက်တွေထက်သူရဲ့ vibe ကပို့ပြီးတော့မိုက်တာပေါ့နော်သူကမြန်မာ food court ပုံစံမျိုးပေါ့နော်ဒါ memory ရချင်းမိုင်လို့ခေါ်တယ်ဒါအိုးတောင်းနဲ့အရန်နေရဲ့အိုးတောင်းမှာရှိတဲ့တမ်ပယ်တစ်ခုရှိရဲ့အိုးတောင်းရဲ့အပြင်ဘက်လေးမှာလေးတမ်ပယ်တစ်ခုရှိရဲ့အဲ့ဒီတမ်ပယ်လေးရဲ့ဘေးကလမ်းလေးတွေကနေဝင်သွားလိုက်တဲ့ခါကျရင်9မိနစ်လောက်ပဲလမ်းလျှောက်ကြတာပေါ့နော်ဒီဆိုင်ကကြတော့သူကဟိုမြန်မာဆိုင်တွေအများကြီးကိုခြံဝင်းထဲမှာလို့ food court ပုံစံ night market ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့အကုန်လုံးကမြန်မာ community လေးဖြစ်နေတာပေါ့နော်ဒီဆိုင်မှာအစားတောက်တွေတက်လေးသူ့ရဲ့ vibe ကလေအရန်ကိုမိုက်တယ် live music လည်းရှိတယ် open mic နဲ့တူတယ်ကျွန်တော်ရောက်တဲ့ခါမှာမိုးရွာဒီဆိုမိုးရွာရဲ့ခါကျတော့လေအဲ့လို live music တော့မရှိဘူးဒါပေမဲ့သူတို့ပြင်ဆင်နေရတော့တွေ့ရပေါ့နော်ပြီးနောက်တစ်ခုကဒီဆိုင်မှာအရက်ဘီယာလည်းရတယ်အဲ့တော့တငယ်ချင်းတွေလာတဲ့ခါကျရင်အဲ့လိုတကယ်ချင်းနေအုပ်စုလိုက်အဲ့လိုတောက်ဖို့တပဲဖြစ်ဖြစ်မြန်မာစာအုပ်သွားစားဖို့တပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုသွားတဲ့ဆိုင်ဖြစ်တယ်ဒီမှာကျွန်တော်ဗာစားခဲ့လဲဆိုတော့ဒီထမင်းနဲ့ကြက်သားဟင်းရဲ့အဲ့ဒါကိုတိတ်ပြီးတော့တဘောမကြောက်ထမင်းနဲ့ကြက်သားဟင်းကိုတိတ်
မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ရွှေတောင်ခောက်ဆွဲစားခဲ့တော့ရွှေတောင်ခောက်ဆွဲတော့သဘောကျတယ်ပြီးရွှေတောင်ထောက်တိုင်းရောင်းတဲ့ဦးလေးရတယ်တဘောအရင်ကောင်းတယ်ပြီးဒီဆိုင်ပေါ့နော်ဒီနေရာပေါ့နော် memory ရချင်းမိုင်ကိုကျွန်တော်အစားတောက်ထပ်ပေါ့နော်သူရဲ့ vibe ကို recommend ပေးခြင်းနဲ့ပြီးတော့တွားကိုတွားတင်တဲ့ဒီချင်းမိုင်ရောက်ရင်တွားကိုတွားတင်တဲ့နေရာတစ်ခုချင်းမိုင်ရောက်လို့ညနေပိုင်းရောက်ပြီဆိုတော့ဒီဆိုင်ကိုတွားလိုက်တော့ဘယ်မှမတွားနေတော့ဒီဆိုင်ပဲတွားလိုက်တော့မသိမြန်မာပြည်ပြန်ဟောသူတို့ပဲသူရဲ့ vibe ကပေါ့နော်အဲ့တော့ဒီဆိုင်ကိုကျွန်တော်ကအစားတောက်ကို rating ပေးရမယ်ဆိုရင်တော့7 out of 10ဒါပေမဲ့ဆိုင်ကို overall အနေနဲ့ပေးရမယ်ဆိုတော့သူရဲ့ vibe က100 out of 10ပဲဆိုင်ကသူကပင်ရုပ်ရှမ်းဆိုတဲ့ဆိုင်ပေါ့နော်ရှမ်းပါတဲ့ခါကျမြန်မာဆိုင်ဖြစ်ဖို့ရများတယ်ဒါပေမဲ့သူဆိုင်ကလေမြန်မာဆိုင်လားထိုင်းဆိုင်လားတော့မသိဘူးပေါ့နော်ပြီးတော့သွားသမျှမြန်မာဆိုင်တွေထဲမှာပေါ့နော်သူကလူအများဆုံးဆိုင်ပဲသူမှာထိုင်း customer တွေလည်းများတယ်ပေါ့နော်သူကကျွန်တော်ပေါ့နော်ပထမတစ်ခေါက်က Grab ကနေပြီးတော့အရင်မှာစားကြည့်တာတော်တော်လေးလက်ရကောင်းတယ်အတုံးမှာတာပေါ့နော်တော်တော်လေးကောင်းတဲ့ခါကျတော့ပြီးတော့သူ့ရဲ့ဆိုင်ကိုကြည့်လိုက်တဲ့ခါကျတော့ပေါ့နော်ရောင်စုံတိုဖူးလို့ရနေတာတွေ့ရဟာကျတော့ငါသွားရမယ်ဆိုပြီးတော့သူအိုးတောင်းကနေပြီးတော့မိနစ်20လောက်လည်းရှောက်ပြီးတော့သွားရတယ်ဆိုတဲ့ခါဆိုင်လေးကတော့ဆိုင်မှာတော့အကုန်လုံးထိုင်းလိုပဲပြောကြတဲ့ခါကျတော့မြန်မာလိုတော့မပြောခဲ့ရဘူးပေါ့နော်မြန်မာဆိုင်လားထိုင်းဆိုင်လားအဲ့ဒါကြောင့်မလို့မသိတာအဲ့တော့တည့်ရလူရှိတဲ့ခါကျရင်ပြောပြပါအောင်အဲ့ဒါမြန်မာဆိုင်လားထိုင်းဆိုင်လားပေါ့နော်ဒီဆိုင်ကိုတဘောကြတာသူကလေလို့ creativity ပေါ့နော်သူကတူဘူးနွေးကိုပေါ့နော်ရောင်စုံ3ရောင်လောက်လုပ်ပြီးတော့ရောင်းတာဟာတူဘူးနွေးနဲ့နေရကိုကတူဘူးနွေးလေးစားရတယ်ပြီးတော့ဒီလှလှလေးလည်းစားရတယ်ပေါ့နော်အဲ့တော့အရန်တဘောကြတယ်ဒီကဆိုင်ကတူဘူးနွေးတော့တကယ်တဘောကြတယ် recommend လည်းပေးတယ်ပြီးတော့ကိုက vegetarian ဆိုရင်ဒီဆိုင်ကိုသွားတယ်ဒီဆိုင်က vegetarian အဓိကရောက်တာပေါ့နော်ဈေးကလည်းအရင်မများဘူးဟိုတင့်တယ်ပေါ့နော်ဒီဆိုင်မှာဆိုရင်တိုဘူးနွေရောင်စုံတိုဘူးနွေရဲ့ရောင်စုံတိုဖူးရဲ့စားခဲ့ပါတယ်ရတာလည်းတော်တော်လေးကောင်းပါတယ်ပြီးတော့ idea ကိုလည်းအရင်တပေါ်ကြပါတယ်ဒီဆိုင်ကို overall အနေနဲ့ review ပေးရမယ်ဆိုရင်တော့ creativity ကိုတော့10 out of 10စားတော့ကိုတော့9 out of 10ပေးပါတယ်နောက်ဆုံးဆိုင်ကတော့ငွေသိန်းဆိုင်ပဲဖြစ်ပါတယ်ငွေသိန်းဆိုရင်လည်းအားလုံးကတည်ပြီးတဲ့အတိုင်းဒါကိုရီခောက်ဆွဲဆိုင်ပေါ့နော်ဒီဆိုင်ကလေဒီမှာချင်းမိုင်မှာ hotel ပါရှိနေရဟိုအရင်တော့ပါတယ်နော်ပြောငွေသိန်းဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်ဒီဆိုင်မှာကိုရီခောက်ဆွဲပဲစားခဲ့တယ်တော့တပွဲကို60ပဲရှိရယ်ဈေးရတော့တန်တယ်ပြီးတော့အရသာတော့ငွေသိန်းရတာပါပဲနောက်တစ်ခုဒီမှာတဘောကြတာ service ကအရန်အောင်ကောင်းပါတယ် service ကြီးပဲ rating ပေးရမယ်ဆိုရင်100 out of 10ပေးလို့ရတယ်ပေါ့နော်အစားတော့ကလည်းကောင်းပါတယ် overall အနေနဲ့ဆိုရင်တော့8 out of 10ပေးပါတယ်အားတော့ကျွန်တော်ချင်းမိုင်မြို့မှာ3ရက်အတင်းစားခဲ့တဲ့ဆိုင်9ဆိုင်ပဲဖြစ်ပါတယ်ဒီ9ဆိုင်ထဲမှာဘယ်ဆိုင်ကိုအကြိုက်ဆုံးလဲလို့ပြောရမယ်ဆိုရင်ကျွန်တော် memory ရချင်းမိုင်ကိုပဲ recommend ပေးချင်ပါတယ်ဆိုတော့ဒီဆိုင်ကသွားတင်တဲ့မြန်မာမှန်ရပေါ့နော်ဒီဆိုင်ကိုရောက်တာနဲ့မြန်မာပြည်ကိုပြန်အောင်တော့တယ်လို့ခံစားရတယ်ပေါ့နော်အားကြောင့်မလို့ဒီဆိုင်ကို recommend ပေးပါတယ်ကျွန်တော်အကြိုက်ဆုံးဆိုင်လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတက်ကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like comment share subscribe follow အားလုံးလုပ်ထားနိုင်ပါတယ်မလုပ်ဘူးဆိုရင်တော့မြန်မာစားတောက်တွေမရှိတဲ့နိုင်ငံမှာ9နှစ်လောက်နေရပါစေခင်ဗျအားလုံးဆုံးဖြတ်ကြည့်ပြီးကြမှာကျေးဇူးများတင်ပါတယ်